လောကရဲ့လမ်းများကိုရှောက်သွားရတဲ့မောပန်းလွမ်းလေလုံးသားကလွမ်းစလို့တန်တမီရဲ့မိရဲ့အိမ်ကိုအိမ်များတဲ့အမေရဲ့မေတ္တာရိတ်ထဲဝေခဲ့ပြီးမောတခါလေးပြန်လဲတွေ့ရင်မဘိုချီကွယ်ချောက်သွေးတဲ့အိမ်မရှိတွေကြတဲ့မှာရိတ်ခုလွင်ပြဲYesterday နေ့ရမြတိုက်ခိုက်ကြလို့အားနေနေပြီဆိုတင်ချတဲ့စိတ်ဓာတ်များပြိုကွဲသွားမလားဆိုရင်နေလို့ရှင်မတန်ရများနာကျင်နေပြီပဲအိမ်ပြန်ခြင်းနဲ့ငြိမ်းချမ်းဆုံးမေးကလေးကြောင့်မရဘူးမွန်ချက်တဲ့မျိုးပြလူနေမှုစနစ်မှာစီမျောရင်လည်းပဲကြီးလေးတဲ့ခီးခုအဆုံးချီရောက်ဖို့ကြိုးစားနေသူမှာရိုးသားတဲ့ခြေလက်ကမေအေးလေးကြောင့်တွေ့မိပြီနေလို့တရားများအိမ်ပြန်ခြင်းနဲ့ငြိမ်းချမ်းဆုံးနေအိမ်ပြန်ခြင်းနဲ့နှွေးထွေးဆုံးမေးအိမ်မရတဲ့များစွာတဲ့ရထားအိုအော်တဲ့လေးများကြရင်အိမ်ပြန်ခြင်းနဲ့စိတ်ကလေးကြမရဘူးနေတွေ့လုံးကြုံတဲ့နေရာကနေအေးလေးလို့တိရရတဲ့ချင်းကြတော့ကျွန်တော်ကဟိုးဝေးကြီးမှရောက်ရှိနေပြီလေရိုးသားတဲ့ခြေလက်ကနေအေးလေးကြောင့်တွေ့မိပြီနေလို့တရားများရင်တဲ့ကျွန်တော်ဟာလို့အိမ်ပြန်ခြင်းနဲ့ငြိမ်းချမ်းဆုံးမေးအိမ်ပြန်ခြင်းနဲ့နှွေးထွေးဆုံးမေးအိမ်မရတဲ့များစွာတဲ့ရထား